အားလုံးပဲမင်္ဂလာပါ AHFC မှာနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့အခုပဲဒီ FA ကွင်းမှာဒီ Liverpool အသင်းနဲ့ Real Madrid အသင်းတို့ကစားခဲ့တဲ့ Champions League ပွဲအုပ်စုပွဲစဉ်ပြီးဆုံးသွားပြီပေါ့နော်အဆိုပါပွဲစဉ်မှာ Liverpool အသင်းက Real Madrid အသင်းကိုဒီ McAllister ရဲ့တလုံးနဲ့သောဂိုးနဲ့အနိုင်ရရှိသွားပါတယ်ဒီပွဲမှာနှစ်သင်းလုံးကဒီကျွန်တော်အမြင်မှာတော့ဒီထိန်းချုပ်ပြီးကစားဘယ်လိုပြောမလဲပွဲကိုထိန်းပြီးကစားတယ်ပေါ့နော်အရင်ကြီးဖွင့်တိုက်တဲ့ပုံစံမျိုးတွေပါတော့မတွေ့ခဲ့ဘူးပေါ့ဒါပေမဲ့ဒီတိုက်စစ်ပိုင်းသွားတဲ့နေရာမှာဆိုလို့ရှိရင်လီဗာပူးအသင်းတိုက်စစ်ကစားတဲ့ပုံက Real Madrid အသင်းထက်ကိုပိုပြီးထက်မြက်တယ်လို့ပြောလို့ရတယ်ဘာလို့လဲဆိုတော့သူတို့ဂိုးကန်သွင်းခွင့်တွေတော်တော်များများပိုပြီးရခဲ့တယ်နောက်ပြီးတော့ဒီပွဲမှာ Real Madrid ရဲ့ဂိုးသမားတီဘိုကော့တော်တော်လေးကောင်းနေသူ Szoboszlai ရဲ့ပထမပိုင်းမှာကန်ချက်တွေပြီးဒီ Virgil van Dijk ရဲ့ဒီကော်နာမှာခေါင်းတိုက်တဲ့အလုံးတွေသူဖမ်းခဲ့ကာကွယ်ခဲ့တဲ့အလုံးတွေတော်တော်မနေဘူးပေါ့နော်ဒါပေမဲ့လည်းဒီပွဲချိန်60မိနစ်မှာရရှိခဲ့တဲ့ပြစ်ဒဏ်ဘောပေါ့နော်ပြစ်ဒဏ်ဘောကိုဒီSzoboszlai ကန်နဲ့တင်ပေးလိုက်တယ်တင်ပေးတဲ့လို့ McAllister ခေါင်းတိုက်ပြီးသွင်းသွားတယ်ပေါ့နော်အဲ့ဒီကိုတော်တော်လေးလည်းကောင်းတယ်တော်လေးအယူသင်းမြင့်တဲ့ဂိုးလို့ပြောလို့ရတယ်ခေါင်းတိုက်ကိုအဲ့တလုံးနဲ့တော့ဂိုးနဲ့ပဲ Real Madrid ကို Liverpool တင်ကသူတို့ရဲ့အိမ်ဝင် FA ကွင်းမှာအနိုင်ရရှိသွားတယ်ပေါ့နော်ဒီပွဲမှာReal Madrid အနေနဲ့ပြန်ကြည့်မယ်ဆိုလို့ရှိရင်သူတို့တိုက်စစ်ကစားသမားတွေအနေနဲ့ကောင်းကောင်းခြေစမ်းမပြနိုင်လို့မြင်တယ်အမဒီကဆိုလို့ရှိရင်ကျွန်တော်တို့ဒီအာတာဂူလာဆိုလို့ရှိရင်ပွဲချိန်တော်တော်များများမှာပျောက်နေတယ်ပေါ့နော်သူစီကလည်းဘောလုံးမထွက်ဘူး Vinicius Junior လည်းအရန်ကြီးမကောင်းလို့ပြောလို့ရတယ်သူအနေနဲ့ဒီ corner Bradley တော်တော်ကောင်းတာလည်းပါတယ်ဒီပွဲမှာ Liverpool အသင်းမှာဆိုကျွန်တော် corner Bradley ကိုတော်တော်လေးကြိုက်တယ်သူဒီ Vinicius Junior ကိုတော်တော်လေးထိန်းချုပ်ထားနိုင်တယ်ပေါ့နော်ဒီ Kylian Mbappé ဆိုလို့ရှိရင်လည်းသူကန်သွင်းခဲ့တိတ်မရခဲ့ဘူးReal Madrid ဘက်ကပြန်ကစားသမားတွေအနေနဲ့ဆိုလို့ရှိရင်ကျွန်တော်ကြိုက်တာဆိုလို့ရှိရင် Real Madrid အသင်းဘက်မှာဆိုလို့ရှိရင်တော့ဒီဘယ်နောက်ခံကစားသမားလေးဒီ Karius ကိုတော်တော်လေးသဘောကျတယ်ဒီပွဲချင်းတော်တော်များများမှာပေါ့နော်သူမိုဆာလာကိုအကောင်းဆုံးထိချုပ်ထားနိုင်တယ်ဒါပေမဲ့လည်းပွဲပြီးကန်ဒီမိနစ်ပိုင်းတွေမှာတော့မိုဆာလာကသူ့ကိုကြော်ဖြတ်ပြီးဂိုးသွင်းခွင့်တွေဖန်တီးခဲ့တယ်ဂိုးသွင်းဖို့တော်တော်လေးနီးစပ်တဲ့အနေအထားတွေကိုလုံနိုင်ခဲ့တယ်ပေါ့နော်ဒါပေမဲ့ဒီပွဲမှာလီဗာပူးအနေနဲ့ပြန်ကြည့်ရမယ်ဆိုလို့ရှိရင်ဒီပွဲနိုင်သွားတာတော်တော်လေးသူတို့အတွက်ကောင်းတယ်တော်တော်လေးခွန်အားဖြစ်စေမယ်လို့ထင်တယ်ဘာဖြစ်လို့လဲဆိုတော့လာမယ့်တစ်ပတ် weekend မှာသူတို့ဒီ ETF ကိုတွားပြီးတော့ Man City နဲ့ဝေကွန်ကစားဖို့ရှိတယ်ပေါ့နော်အဲ့ဒီပွဲအတွက်သူတို့တွေဒါယုံကြည်မှုရသွားမယ်လို့ထင်တယ်မမန်နယ်လေးတစ်ခုကိုတည်ဆောင်သွားနိုင်မယ်လို့ထင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်လာမယ့်ဒီ weekend မှာဒီလီဗာပူးနဲ့ဒီMan City တို့ရဲ့ပွဲလေးတော့ကိုကြိုပြီးတော့ဒါရင်ကုန်ကြအောင်ဗျာเนาะကျွန်တော်နောက်ဗီဒီယိုမှာပြန်လဲဆုံလေးကြပါစို့